အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Steak Buffet ကို189ဘတ်ထဲနဲ့စားလို့ရတဲ့ဟန်တုံးထဲက River Garden Steak Buffet ကိုရောက်နေပါတယ်ဒီဆိုင်လေးကတော့ညနေ9နာရီလောက်ကနေဖွင့်ပြီးတော့ outdoor ရော indoor ရောနှစ်မျိုးထိုင်လို့ရတယ် outdoor ကတော့ညဘက်အေးအေးဆေးထိုင်လို့ကောင်းတယ်ဆိုပေမဲ့လည်းကိုရီကတော့မိုးရွာမှာဆိုလို့ indoor ပဲထိုင်လိုက်တယ် Steak ကတော့ကြက်သားနဲ့ဝက်သားရတယ်အဲ့ဒီဝက်သားဟူမှာသူက European style နဲ့ Thai style ရယ်ဆိုပြီးနှစ်မျိုးရှိရယ် sauce ကတော့ gravy sauce ရယ် black pepper sauce ရယ်ထားပေးထားတယ် mashed potato လည်းရတယ်အပီတိုင်ဇာတွေကတော့ပီဇာရယ် fish and chip ရယ်ကြက်ဥချောင်းကြော်ရယ်ရှိတယ်။ soup တွေဆိုလည်း mushroom soup ရယ်ခနုံချင်းရယ်တုံရဟင်းရယ်ရှိတယ်။ဆလတ်ဘာလည်းထားပေးထားသလို Pepsi Cola အပြင်အခြားအေးနှမျိုးကိုလည်း free flow ထားပေးထားပါတယ်။ steak တွေကတော့ outdoor kitchen နဲ့မျက်စိရှိရင်ပူပူလေးกินမိတာပါ။အသား quality ကတော့ပုံမှန်လောက်ပဲ။ဒါပေမဲ့လူများတဲ့အချိန် refill မြန်လို့ကတော့တချို့အသားတွေဆိုရင်တေချာမကြက်တာမာတာမျိုးတွေရှိတယ်။အဲ့တော့လူကြတဲ့အချိန်ဆိုလို့ရှိရင်အသားတွေကိုတေချာလေးရွေးပြီးစားပေါ့နော် mashed potato ကတော့ထောပတ်လည်းမပါ black pepper sauce ဆိုလည်းနည်းနည်းပေါ့တော့စားလို့အဆင်ပြေအောင်လောက်ပဲရှိရယ် spaghetti ဆိုရင်လည်းသူ့ရဲ့ sauce ကခရမ်းချင်ကြီးကတေချာမကြည့်ဘူးအရသာလည်းနည်းနည်းခါတက်တက်ဖြစ်နေရယ်ခောက်ဆွဲသားကလည်းမာဆက်ဆက်နဲ့စားလို့သိမကောင်းဘူးပီဇာဆိုရင်လည်းတအားပါပြီးတော့ပီဇာဖြစ်တယ်ဆိုရင်လေးပဲဒါပေမဲ့ fish and chip ကတော့ပူပူလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်အချို့ဘွဲတော့ကတော့ရေခဲမှုနှမျိုးကို free flow ချထားပေးထားပါတယ်ဒီ buffet ဆိုင်လေးကတော့ညနေ9နာရီကနေည10နာရီထိနေ့တိုင်းဖွင့်နေကားပါကင်တွေလည်းကြဲကြဲဝန်းဝန်းရှိတယ်ဒီဆိုင်ကိုသွားမယ်ဆိုရင်တော့တခုရှိတာကဆိုင်က outdoor ဖြစ်နေတဲ့အတွက်ချင်းကိုက်ပါတယ် reception မှာတော့ mosquito repellent တွေထားပေးတယ်ဒါပေမဲ့ဆိုင်ကိုသွားမယ်ဆိုရင်တော့ဘောင်းမီရှေကိုမကိုက်ရဆောင်ပါပါဆိုင်ကအဲ့လိုအဆင်ပြေတာလေးတွေရှိပေမဲ့ steak buffet ကို appetizer တွေအေးတွေ free flow နဲ့189ဘတ်တည်းဆိုတော့တော်တော်တန်တယ်ပုံမှန်ဆိုလို့ရှိရင်တော့ post steak တစ်ပွဲတည်းကိုပဲဘတ်80ဝန်းကျင်လောက်ကျတယ်အဲ့တော့ဈေးတန်နဲ့ steak buffet အဝါစားခြင်းနဲ့ဆိုရင်တော့ River Garden Steak Buffet ကိုသွားစားကြည့်လိုက်ပါ bye